မူလဇာတာအရာဟောပြောခြင်းတကျမ်းမာရေးနှင့်အသက်အတိုးအရှိကိုသုံးသပ်ခြင်းကျမ်းမာရေးအတွက်6တန်းဘာဝတန်တိဗုဒ္ဓိနက္ခတ်သခင်ကိုသုံးသပ်မယ်ယခုဇာတာမှာ6တန်းဘာဝတန်တိဗုဒ္ဓိသခင်ဟာတောကြဖြစ်ပြီးပထမအကျိုးဆောင်ကျိုး9တန်းတတိယအကျိုးဆောင်ကျိုး10တန်းဖြစ်ခြင်းကြောင့်ကျမ်းမာရေးမကြာခဏခြူချမည်အမျိုးသမီးဆိုင်ယောဂဖြစ်များမည်9တန်းသည်10တန်းရဲ့10နှစ်တန်းဖြစ်ခြင်းကြောင့်ဘလို့ပဲဖြစ်ဖြစ်ယောဂအလင့်အမြန်ပြန်လည်တက်တာမည်သဘောကအမျိုးသမီးဆိုင်ရာယောဂမကြာခဏဖြစ်ပွားတော့လဲစိုးရင်စရာမရှိပြန်လည်တက်တာတဲ့အနေထားရှိသည်အသက်အတူအရှိအတွက်တတန်းဘာဝကိုသုံးသပ်မည်ယခုဇာတာအရတတန်းဘာဝတန်တိဗုဒ္ဓိနက္ခတ်သခင်ဟာရာဟုဖြစ်ပြီး4တန်း10တန်းကိုအကျိုးဆောင်ထားပြီးမာရကဘာရကနှင့်ဆက်ဆက်မှုမရှိခြင်းကြောင့်အသက်ရှည်နိုင်တဲ့ဇာတာဖြစ်သည်ယာဟုဟာအမှောင်ကြိုဖြစ်ပြီးကိုယ်ပိုင်အိမ်မရှိပါယခုဇာတာအရရာဟုဟာတနတ်နွေပိုင်အိမ်မှာရှိခြင်းကြောင့်တနတ်နွေကိုလည်းထဲသွင်းစူးစားဖို့လိုသည်တနတ်နွေဟာယခုဇာတာရှင်တူလက်အတွက်7တန်းဘာဝဘာရကကိုအကျိုးဆောင်ထားတော့လဲ9တန်းပြန်လည်ကူးစားခြင်းဘာဝကိုအကျိုးဆောင်ထားတဲ့အတွက်ယောဂပြန်လည်ကောင်းမွန်မှုမြန်ဆန်ခြင်းအကျိုးကိုရရှိပြီးအသက်ရှိမှာပါနှစ်အိမ်တော်ရေးကိုသုံးသပ်ခြင်းအိမ်တော်ရေးအတွက်9တန်းဘာဝတန်တိဗုဒ္ဓိသခင်ကိုအဓိကကြည့်ရှုသုံးသပ်ရမယ်ယခုဇာတာအရ9တန်းဘာဝတန်တိဗုဒ္ဓိသခင်ဟာဇာတာပရိကျုဖြစ်ပြီးဝါကြသွားနေတဲ့သူစီးထားတဲ့နက္ခတ်သခင်ဟာကိတ်ကျုဖြစ်ပြီးသူလည်းဝါကြသွားနေတဲ့သဘောရှိတဲ့အကျိုးဆောင်ကျိုးတွေကလည်း2တန်း9တန်း10တန်းမှာတော့လဲဝါကြသွားနေခြင်း10တန်း6တန်းအကျိုးဆောင်ထားခြင်းကြောင့်ဒီဇာတာရှင်ဟာအိမ်အောင်ကြဖို့မလွယ်ဘူးသို့မဟုတ်အိမ်အောင်မကြနိုင်ဘူးအိမ်အောင်ရေးကိစ္စအတွက်ဘလို့ပဲညှိနှိုင်းမှုရှိပါစေအလုပ်နဲ့ကျန်းမာရေးဆိုင်ရာကိစ္စတွေကြောင့်ပျက်စီးသွားပါလိမ့်မယ်သုံးစီးပွားရေးလုပ်ငန်းများနှင့်ချမ်းသာကြွယ်ဝမှုဒီမေကွန်းအတွက်မူလဇာတာအရာသုံးသက်ရရင်2တန်း6တန်း10တန်း10တန်းဘာဝတွေကိုအဓိကသုံးသက်ရမယ်ယခုဇာတာအရ10တန်းဘာဝတန်တိဗုဒ္ဓိသခင်ဟာဗုဒ္ဓဟုဖြစ်တဲ့ယင်းဟာ10တန်းကိုယ်ပိုင်လုပ်ငန်း9တန်းဆွန့်လွတ်စွန့်စားခြင်း9တန်းခီးရှိနှင့်ဆက်ဆက်မှု10တန်းဆုံးရှုံးခြင်းသို့မဟုတ်နိုင်ငံခြားခြုံငုံသုံးသက်ရရင်ကိုယ်ပိုင်လုပ်ငန်းဖြစ်တာအကျိုးပေးခြင်းလောင်ကစားဆန်တဲ့အလုပ်မျိုးဖြစ်ခြင်းဈေးကစားရတဲ့အလုပ်ဉာဏ်ဖြင့်တွေးခေါ်ရတဲ့ညာနာအလုပ်မျိုးသာအကျိုးပေးပြီးတခါတရံ10တန်းဘာဝအရာအရှုံးနဲ့ရင်ဆိုင်ရမယ်နိုင်ငံခြားထိထိုးဖောက်ရောင်းဝယ်နိုင်ရင်ပိုမိုကောင်းတဲ့ရလဒ်ကိုရရှိမယ်ချမ်းသာကြွယ်ဝခြင်းရှိမရှိကို2တန်း6တန်း10တန်းဘာဝတွေကိုသုံးသပ်ရရင်ဘာဝတွေအလုံးကိုခြုံငုံသုံးသပ်ချက်အရာအလွန်ချမ်းသာတဲ့အမျိုးအစားမဟုတ်ဘူးအလေအလတ်သာချမ်းသာနိုင်တဲ့အနေအထားပဲရှိတယ်စီးပွားရေးပြန်လည်ကောင်းမွန်လာမယ့်အချိန်ကထူလာရတာဗုဒ္ဓိတတာပြတန်ရတာကာလဖြစ်တဲ့2029ဇန်နဝါရီလမှစပြီးပြန်လည်ကောင်းမွန်လာမယ်